အောင်စပူရဲ့အောင်မြင်မှုတွေကိုမနာလိုလို့အခုလိုစားထုတ်ပြီးတတိပေးလိုက်တဲ့ဇမင်းသားဖိုးချက်ကအောင်စပူကိုမနာလိုဘူးဆိုပြီးဝေဖန်ခံနေရပါတယ်။ဒါလည်းဇမင်းသားဖိုးချက်ကစက်တပင်စီယုံကနေတစိမ့်အောင်စပူကိုတတိပေးလိုက်တာကြောင့်ပါ။ဒါကြောင့်လည်းခုတော့အောင်စပူဟာဇက်ကောက်ခွင်ပိတ်ခံရနိုင်တယ်လို့အခြေအနေမကောင်းရင်ထောင်မှာကျနိုင်ပါတယ်။ဒီပေါ်မှာတချို့ကလည်းဖိုးချစ်ကိုဝေဖန်ကြတာပါ။အောင်စပူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းအောင်မြင်ဆုံးဇမင်းသားအဖြစ်ရပ်တည်နေတာပါ။သူဘယ်နေရာမှာပဲကပြဖျော်ပြပါစေရုံပြေးရှံပြေးအားပေးကြတယ်လို့စင်ပေါ်မှာကပြနေစဉ်တွင်မှလည်းပရိသတ်တွေကတကူလုံးပြည့်နေအောင်တိမ်မောင်များစွာတန်မိုးရှိတဲ့စုငွေတွေကိုချီးမြှင့်ကြတာဖြစ်ပါတယ်။အောင်စပူဟာတညတာကပြကြီးသိန်းထောင်ကြီးရရှိနေတဲ့တင်မြန်မာစက်တပင်လောကမှာစံချိန်တင်အောင်မြင်နေသူဖြစ်ပြီးသူရဲ့ဂုဏ်သတင်းဟာဘယ်နေရာတော်မွေးပြတ်နေရအားလုံးသိပါပဲ။ဒါမဲ့ဒီအောင်မြင်မှုတွေကြားမှာပဲအောင်စပူဟာအချက်တဲတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်ရှင်။ဖြစ်စဉ်ကတော့ဟင်္ဒရာဘက်မှာကပြခဲ့တဲ့ဇပွဲတစ်ခုမှာလူရှင်တော်ဖြိုးနဲ့တူကလေးငယ်တူကိုစင်မော်တင်ပြီးဟာသားလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်နဲ့အင်တာနက်ပေါ်ပြန့်နှံ့လာတဲ့အခါမှာတော့မြန်မာနိုင်ငံသပင်ပညာရှင်အစည်းအရုံးဘိုဟိုကနေဒါမသိတော်ရဲ့လုပ်ရဖြစ်တယ်ဆိုပြီးစုံစမ်းစစ်ဆေးမယ်လို့စာထုတ်ပြန်လာခဲ့တာပါ။အခက်မသိရင်အောင်စပူဟာဇက်ကကွင်ပိတ်ပင်ခံရနိုင်တယ်လို့ထောင်ဒဏ်အထိပါချခံနိုင်ရတဲ့အခြေအနေအထိဖြစ်နေပါတယ်ရှင်။ဒီနေရာမှာပြည်သက်တွေကြားမှာကြီးကျယ်ကြရထားလာတာကတော့တပင်ဥက္ကဋ္ဌဇမင်းသားပို့ချင်ရလို့ရပါပဲရှင်။လူများစုကပို့ချင်နေတဲ့တတိပေးုံနဲ့ပြီးနိုင်တဲ့ကိစ္စကိုအခုလိုတရားဝင်စာထုတ်ပြန်ပြီးအရေးယူဖို့ကြိုးစားတာဟာအောင်စပူရဲ့အောင်မြင်မှုကိုမနာလိုလို့တမင်အာဏာပါဝါပြတာဖြစ်ကြောင်းဝေဖန်နေကြပါတယ်။အထူးသဖြင့်ရင်တော့ကအောင်စပူဟာပြည်သက်တို့ရဲ့ခြေထောက်နဲ့ကံပြီးစုချတာကိုခံခဲ့ရစဉ်တော့ကတပင်အစည်းအရုံးနဲ့ဥက္ကဋ္ဌပို့ချစ်တို့ဟာမတိကျအောင်ဆောင်နေခဲ့ပြီးအခုအောင်စပူရဲ့အဖွဲ့သားတွေအမှားယွင်းလေးတစ်ခုလုံမိချိန်မှာအပူတပြင်းအရေးယူဖို့လှုံ့ဆော်တာဟာတမင်သက်သက်နှိတ်ကိုတောင်းလာဆိုရင်မိကွန်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဦးဖိုးချစ်ဘက်ကရက်တီပေးသူတွေလည်းရှိပါတယ်။ဇမင်းသားဖိုးချစ်ဟာစိတ်ထားကောင်းသူတို့ဖြစ်တယ်လို့အောင်စပူကလည်းသူ့ရဲ့တပည့်သားလေးတူလို့သဘောထားသူဖြစ်လို့မနာလိုဖြစ်စရာအကြောင်းမရှိဘူးလို့ဆိုကြပါတယ်။မြန်မာနိုင်ငံသပင်လောကကိုဥဆောင်နေသူတို့အနေနဲ့မသိတော်တဲ့အလေးထားတွေကိုထိမ့်သိမ့်မှုအတွက်လှုပ်တင်လှုပ်ထိုက်တာကိုလှုံ့ဆော်တာဖြစ်တယ်လို့တုံ့ပြန်ထားကြပါတယ်ရှင်။ပိုးချင်းရအောင်မြင်မှုဟာလည်းခိုင်မာပြီးသားဖြစ်တာကြောင့်ဘယ်သူမှမနာလိုဖြစ်စရာမလိုဘူးလို့လည်းဆိုထားကြပါတယ်။ဘာဖြစ်ဖြစ်အောင်စပူစားဖွဲ့ရဲ့ကံကြမ္မာဟာအခုဆိုရင်တပင်အစည်းအရုံးရဲ့လက်ထဲမှာရှိနေပါပြီ။ဒါတကယ်ပဲစီကံရအေးယူတာလား။ဒါမှမဟုတ်ဝေဖန်သူတွေပြောသလိုမနာလိုမှုကြောင့်အာဏာပြတာလားဆိုတာကတော့အပြေထွက်လာမှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အောင်စပူအနေနဲ့ဒီချက်တဲကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ပဲဆုတောင်းပေးရမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောတပင်ဥက္ကဋ္ဌဇမင်းသားပို့ချက်ကအောင်စပူကိုအခုလိုစားထုတ်ပြီးအရေးယူဖို့ကြိုးစားနေတာကတကယ်ပဲမနာလိုလို့ထင်ပါသလားဒါမှမဟုတ်အစည်းအရုံးရဲ့တာဝန်ရလှုပ်ဆောင်တာပဲလို့မြင်ကြလားဆိုတော့ပို့ချက်အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။